မင်္ဂလာပါဒီမှာဒီလိုအားလုံးကိုမေးချက်ခုရှိပါတယ်။ဘာမေးဖို့လဲဆိုရင်တော့ရှင်းနိုင်ပါမလား။အိမ်လေးလာမလာပါနော်။ဒီလိုအိမ်စောက်တာပုံမလုပ်တဲ့လူတွေလည်းဝင်ပြီးပြည့်လို့ဖြစ်ပါတယ်။ကြည့်ပြီးကြအောင်လာမလား။ဟုတ်တယ်ပေါ့နော်ဒါလေးပန်းဖြေဖို့တော့နားမျိုးဝင်ချင်နေပါကျောင်းလေးကတော့ဘယ်နည်းကိုထည့်ရပါလဲဘယ်နည်းကနေချက်ပေါ်စီလုံးထည့်ရပါလဲမားရက်တိတာလေးကလည်းရက်တိတမာလေးပစ္စည်းရုံထည့်ရပါတယ်ဒီကနေ့ဖွင့်တာပါဟာဒီနေ့စားခန်းမှာခင်းစားခန်းမှာတိတ်ရပါဘူးအဲ့ချင်းလေးကဒီလိုတော့ကျွန်တော်လည်းပြေးပါတော့ရနော်ဒီလိုရှိပါတယ်ပန်းပင်လေးထားတယ်ဒီကတော့ပန်းပြင်ရေးပါကိုရီးယားမာရေကိုဘတဲ့ဝတ်ဆောင်နော်ဒါမင်းကလေးကဝတ်ဆောင်နော်ဒီမာရေကရဖို့အတွက်ဒါပဲမာတောက်ဖို့အတွက်ပါတယ်နော်ခေရစပေါ်တဲ့မက်နဲ့အထက်ကိုတောင်းကြမယ်ကိုရပါပြီဆွဲတင်မပါလားဒါတော့အလုံးလုံးတင်နေရလေးပေါ့နော်ဟိုရှင်းနေမှလေးပေါ့နော်အဲ့လိုထိုင်ရှင်းမှလေးပါဟိုတော့ရှင်းနေမှလေးဒါကသူ့ရဲ့အိုင်တော်ပေါ့နော်ရင်းကြိုက်တဲ့ဟောချက်မာချီအလေးကနန်းလေးကြီးဒါကြတော့စေပန်တကောင်ကိုစီမာဒီချုပ်ကောင်တိုက်ဆောင်ပါမာအိမ်နာလေးပါတချို့တော့မထဲဟန်ပုံလေးပေါ့အိမ်နာဘာတက်ပြပါရsorry မာနမပြတ်ခက်အဲ့ဆက်ပြရတော့တိုင်းတန်လေးပေါ့နော်အစီရိုက်တန်လေးမာရချိုးပြီးစက်ချိုးကန်ဘလာနော်ဒီစဟဲရချိုးရအောင်ဒါအဝှရှော့စโอเคပြီးရနော်ဒါလေးကတော့မှာဟတ်စတာလေးရမှာကြည့်လို့ရတယ်ထိုင်ကောင်းမှာထိုင်ရနော်ထိုင်ပါလေတော့ဟတ်စတာလေးတော့ပါလေတော့ကိုလိုက်ပြပါမယ်ခေါင်းလေးပါချောတော့အထက်ကိုရောက်ပါဒါသူ့ရဲ့အိတ်ခမ်းနဲ့သူ့ရဲ့နေရာလေးပါနော်စကင်ကဲပစ္စည်းတွေโอเคမာဆောက်လေးမာပြပစံမာပလာပစကင်ကဲပစ္စည်းမာတော့သူစုံတော့ဆိုတော့သူ့မှာအိတ်ကြီးများရှိသူတွားချင်တဲ့အိမ်နဲ့တွားလို့ရတယ်နော်ပြီးတော့ဒါကတော့ဘယ်ပုံလိုက်တက်လို့ဘယ်ပုံလိုက်အားဒါလေးပဲစီရအောင်အေးလေးရတောက်ရပြီးတော့ကျောင်းရမ်းကြိုက်တယ်ဗျာဒီဆောင်လေးဒီစီဒါဝဲကေဘောရဲ့ချင်းအဲ့လိုမှဟောတည်းပဲကြပါအကြောင်းသတင်းတရားကိုချင်းလေးနဲ့ဒီစပင်းမှာဆက်တယ်ဘာမှမထည့်ဘူးအခန်းလေးကဲလာမလားကောင်းမှရေးပေးကြပါအောင်လှရဆိုရင်လှရရေးပေးကြပါကောင်းမှတယ်နော်တော့ကြည့်ရတော့ဒါလေးကြည့်ဆက်ပေးကြပါဒီနေ့ဒီနေ့ subscribe လုပ်ကြပါ